Ama kene Raspberry Pi တက်စမှုရှင်းလင်းတင်ပြချက်ကနေကြိုးစောပါတယ်။ကဲအခုပဲ test လိုက်ကြအောင် တစင်မိုတိုင်းကြရှုံးဖို့တီးချနေပြီလားကျွမ်းကျင်တို့ရအောင် project ကိုဖျက်ဆီးစီမယ်အမားမျိုးခဏခဏလုံးမိတတ်ကြတယ်လေပထမဆုံးအနေနဲ့ Kimi 64-bit စနစ်နဲ့ legacy software အဟောင်းတွေကိုရှင်းကြည့်ကြစို့ 32-bit စနစ်က 4GB အထိပဲရတာမို့ 8GB ဘို့အထိအတက် 64-bit OS သုံးဖို့မဖြစ်နေလို့အပ်လာပါမယ်ဒါပေမဲ့လည်းတချို့ script အဟောင်းတွေနဲ့ driver တွေက buster version အဟောင်းကိုပဲမဖြစ်မနေတောင်းဆိုနေစေပါပဲ OS ရွေ storage တမှာ setting ပင်ပြီးတာနဲ့ microSD ထက်ကိုတန်းပြီးရွေးသွင်းနိုင်ပါပြီဒါပေမဲ့ flashing လုပ်နေတော့ခဏခဏဒုက္ခပေးတတ်တဲ့ Win32 disk imager အမှားတစ်ခုရှိသေးတယ်နော်ဒီ SSD နိုင်ကို Frisian for administrator နေနဲ့ random မျိုးလို့လွယ်ကူတဲ့နည်းလမ်းကြီးရှိပါတယ်ဒီနေရာမှာကြိုတင်ပြင်ဆင်မှုမီနိုတွေဖြစ်ဟိုကြတဲ့ tip မထိကြတဲ့ဒီ keyboard shortcut လေးကတကယ်မိုက်တယ်ဗျာဆက်ဆက် PC တွေဘာလို့ရုပ်ချက်အလုပ်မလုပ်ကြတာလဲဒီ hardware ပြဿနာတွေဘက်ကိုကျွန်တော်တို့ဆက်သွားကြရအောင် hard drive တွေအတွက်ပုံကားတွေ power တိုင်းယူရတဲ့ဆိုင် power hub တုံးတာကအများကြီးပို့စိတ်ချရပါတယ် GPIO PNDC 3.3 volt ထက်ပိုလို့လာရင်တော့ circuit board တစ်ခုလုံးအပြီးတိုင်ပျက်စီးသွားမှာမို့တတိထားဖို့လိုပါမယ်မျက်နှာပြင်မပေါ်တဲ့ပြဿနာတွေဖြေရှင်းဖို့ဆိုရင်တော့ config.txt file တွေက hot flag net overscan setting တွေကိုပြင်用ပါမယ် monitor မလိုတဲ့ headless setup တွေကအဆင်ပြေပေမဲ့လုံခြုံရေးအရာတော့တော်တော်လေးကိုအန်တရကြီးမှာပါတယ်မူလစကားဝတ်ဒီကိုအတိုင်းထားတာက body ရဲ့တိုက်ခိုက်မှုကိုအလွယ်တကူခံရဖို့တခါဖွင့်ပေးထားသလိုပါပဲဒါကြောင့် internet မချိတ်ခင် password ချက်ချင်းဖြောင်းတာနဲ့ firewall တင်တာမျိုးတွေကိုမဖြစ်မနေလွတ်ဆောင်ထားရပါမယ်စနစ်ပို့ပြီးတည်ငြိမ်စေဖို့နဲ့အားနည်းချက်တွေဖာသေးဖို့ဒီ terminal command တွေကိုမကြာခဏ run ဖေးဖို့လိုပါတယ်ကျွန်တော်တို့စူးစမ်းထားသမျှကိုချက်ချင်းရေစုံမျောတော့စေမယ် hardware အမှားတစ်ခုကဘာများဖြစ်မလဲစဉ်းစားကြည့်ကြရအောင် power ကြိုးကိုယူတဲ့ဆွဲဖြိုလိုက်တာမျိုးကတိအန်ဒီရများပြီး micro SD ကိုချက်ချင်းပျက်စီးသွားစေတာပါဒါကြောင့် file system တွေမပျက်စီးစေဖို့ terminal ကနေတဆင့်တခြားစနစ်တကျပိတ်ပြရပါမယ် hardware ဆိုတာအချင်းမျိုးပြန်နိုင်တာမို့ local nin software သုံးပြီး image backup အပြည့်အစုံလုပ်ထားတင်ပါတယ်နော်တာမန်ကွန်ပျူတာတွေနဲ့မတူပဲပိုင်းရဲ့တိုးလောင်မှုစနစ်ကပိုပြီးနူးညံ့သိမ်မွေးတဲ့အတွက်အငြင်းရန်ဂရုစိုက်ဖို့လိုပါတယ်ဒီလိုအမားကင်းတဲ့တက်စင်မှုမျိုးနဲ့ဆိုရင်ဘလောက်တောင်လမ်းတဲ့ project တွေကိုဘေးကင်းကင်းနဲ့ဖန်တီးနိုင်ပြီလဲဆိုတာစဉ်းစားကြည့်ပါဦး